ကျွန်တော်တို့အများစုကမြို့ပြကြီးတစ်ခုရဲ့ညနေချိန်လို့ပြောလိုက်ရင်အသက်ဝင်နေတဲ့နေရာတစ်ခုလိုပဲထင်ကြလိမ့်မယ်။မီးအောင်စုံတွေကားတန်တွေတေးဂီတတန်တွေနဲ့စူညံနေတာမျိုးပေါ့။ဒါပေမဲ့ဘန်ကောက်မြို့ရဲ့လမ်းမကြီးတစ်ခုမှာတော့အဲ့ဒီလိုမဟုတ်ဘူး။အဲ့ဒီနေရာရဲ့သကောင်းရန်အချိန်ကတစ်မျိုးကြီးဗျ။ဒီနေ့ခေတ်မှာဘန်ကောက်မြို့ရဲ့ Patch ဘူရီလမ်းတစ်ကိုသွားကြည့်ရင်အခြားစီကားနေတဲ့လမ်းမကြီးတွေလိုပါပဲဒါပေမဲ့အဲ့ဒီနာကလူတွေကိုမေးကြည့်ရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ညတကောင်ကျော်မှာအမြန်လန်းအစင်းနားမှာခဏလောက်အကြာကြီးရက်ကြည့်နေရင်ပဲဖြစ်ဖြစ်တခုခုထူးဆန်းနေတာကိုခံစားမိလိမ့်မယ်ရုတ်တရက်အေးဆက်သွားတာမျိုးဘေးဘက်ဝန်းကျင်မှာဘာမှမရှိပေမဲ့လေထဲမှာမီးခိုးညှော်နှံ့ပြင်းပြင်းကိုရလိုက်တာမျိုးဒါမှမဟုတ်ဘေးလမ်းကြားတွေရဲ့အမှောင်တွေကနေမျက်လုံးပေါင်းများစွာကခမားကိုစိုက်ကြည့်နေတယ်လို့ခံစားရတာမျိုးဖြစ်လိမ့်မယ်။ဒီဖြစ်ပျက်က1990ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာဖြစ်ခဲ့တာ။အဲ့ဒီညကအဲ့ဒီလမ်းဟာငရေကန်တစ်ခုလိုဖြစ်သွားခဲ့တယ်။အချိန်ကည10:00နာရီကျော်တနင်္လာနေ့ညဆိုတော့ဒီလိုဖြောပြရေးနေမြေမှာကားတွေကပိတ်ကျက်ညက်နေတာပေါ့။တချို့ကဘားတွေကနေအိမ်ပြန်နေကြသလိုတချို့ကလည်းညပိုင်းအလုပ်ဆင်းပြီးပြန်နေကြတဲ့အချိန်အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့အဖြစ်ဆိုးတစ်ခုကထပြီးတော့ဖြစ်ခဲ့တယ် LPG လို့ခေါ်တဲ့ gas အရည်တွေလီတာပေါင်း2000ကျော်လောက်တင်လာတဲ့စီဘောက်စာကားကြီးတစ်စီးကအမြန်လန်းရဲ့အဆင့်မှာအရှိန်မထိန်နိုင်ပဲနဲ့မှောက်သွားတယ်ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူစက္ကန့်ပိုင်းအတွင်းမှာပဲကားဘော်ဒီနဲ့ကက်တရာလန်ပွတ်တိုက်မိပြီးတော့မီးပွင့်သွားတယ်အဲ့ဒါကတာမန်ပေါက်ကွဲမှုမဟုတ်ဘူးတကယ်ကိုမီးလိုင်းလုံးကြီးတစ်ခုလိုဖြစ်သွားတာ gas တွေကလောင်ယုံနေမဟုတ်ဘူးရေလိုပဲစီးသွားပြီးတော့ရက်ထားတဲ့ကားတွေရဲ့ engine တွေရေမြောင်းနေတယ်ပြီးတော့ဘေးနားကအဆောင်တွေရဲ့တကားတွေတဲ့အထိစိတ်ဝင်သွားတယ်စက္ကန့်ပိုင်းအတွင်းဖြစ်ပျက်ကုန်တော့မလို့အဲ့ဒီအချိန်မှာလူတွေကသူတို့ရဲ့ကားထဲမှာလည်းပိတ်မိနေကြတယ်အပူရှိန်ကြောင့်တကားချက်တွေကအရေးပြောပြီးတော့ဖွင့်လို့မရတဲ့အချိန်ထိသူတို့တကားကိုဖွင့်ဖို့ကြိုးစားခဲ့ကြလိမ့်မယ်မိနစ်ပိုင်းအတွင်းမှာပဲလူ80လောက်အသက်ပြောက်သွားခဲ့တယ်သူတို့ရဲ့တည်ဆုံးမှုမျိုးကိုထိုင်းရင်ချင်းမှုမှာဖီတိုင်ဟုံးလို့ခေါ်တယ်ကြောက်မက်ဖွယ်ကောင်းပြီးရုတ်တရက်တည်ဆုံးရတာမျိုးပေါ့မြန်မာလိုဆိုရင်အစိမ့်သေးသဘောမျိုးဖြစ်လိမ့်မယ်အဲ့လိုတည်သွားတဲ့အခါမှာသူတို့ရဲ့ဝိညာဉ်တွေကလန့်ဖြန့်သွားတယ်နာကြီးသွားတယ်ပြီးတော့သူတို့တည်ခဲ့တဲ့နေရာမှာပဲဆွဲကပ်နေတတ်တယ်လို့ပြောကြတယ်ဆက်ပြောရရင်ကြက်သိန်းထစရာအကောင်းဆုံးမြင်ကွင်းတွေကပောက်ကွဲမှုဖြစ်တဲ့အချိန်မှာမဟုတ်ဘဲနဲ့ပောက်ကွဲပြီးမိနစ်ပိုင်းအတွင်းမှာမြင်ခဲ့ရတာကယ်ဆယ်ရေးသမားတွေရောက်လာတော့လမ်းမကြီးပေါ်ကမြင်ကွင်းကစစ်တလင်းမြင်ကြီးလို့ဖြစ်နေတယ်ဒါပေမဲ့မီးခိုးတွေကြားထဲကနေသူတို့မြင်လိုက်ရတဲ့အရာကတော့သူတို့ဘဝတစ်လျှောက်လုံးမမေ့နိုင်တော့မဲ့အပြင်အိမ်မက်ဆိုးတစ်ခုလိုထောက်လန့်နေမဲ့အရာဖြစ်ခဲ့တယ်မီးလောင်ပြီးပျက်စီးနေတဲ့အရာဝတ္ထုတွေမီးခိုးတွေကြားထဲကနေလူတွေကထွက်လာကြတယ်ဘေးကကြည့်နေတဲ့လူတွေကအသက်ရှူဖို့မေးတဲ့အထိကြောင်ပြီးတော့အဲ့ဒီလူတွေကိုကြည့်နေမိတယ်သူတို့ကအော်ဟစ်ပြီးပြေးလွှားနေတာမဟုတ်ဘူးနာကျင်နေကြတဲ့ပုံလည်းမပေါ်ဘူးတဖြည်းဖြည်းချင်းပဲတိတ်တိတ်ဆိတ်ဆိတ်လမ်းလျှောက်လာကြတာဘာလို့လဲဆိုတော့မီးကအရမ်းပူပြီးအရမ်းမြန်တော့သူတို့ရဲ့အာရုံကြောတွေကချက်ချင်းပျက်စီးသွားတာသူတို့ကနာကျင်မှုကိုမခံစားရသေးဘူးအဲ့ဒီတော့လမ်းလျှောက်နေကြတာပေါ့မျက်မြင်သက်သေတယောက်ပြောပြတာကတော့သူကမီးကျွမ်းနေတဲ့စိုက်ကဲကိုနင်းနှိုးဖို့ကြိုးစားနေတဲ့လူတယောက်ကိုမြင်ခဲ့ရတယ်နောက်ကကြည့်ရင်တော့တာမန်လူလိုပဲဒါပေမဲ့အဲ့ဒီလူကလှည့်ကြည့်လိုက်တဲ့အခါမှာသူ့မျက်နှာကမီးလောင်ခံရပြီးတော့ဘာမှမရှိတော့ဘူးသူကတေသွားပြီဆိုတာကိုကိုမသိသေးတဲ့ရုပ်အလောင်းတစ်ခုပဲအဲ့ဒီအဖြစ်ပြက်ကိုမြင်လဲရတဲ့သူတွေနဲ့အဲ့ဒီကနေလွတ်မြောက်လာတဲ့သူတွေကအညာကချက်ချင်းမသိပဲအသိစိတ်မရှိတော့ပဲလမ်းလျှောက်နေကြတဲ့သူတွေကိုလမ်းလျှောက်နေတဲ့အလောင်းကောင်တွေလို့ပြောကြတယ်အဲ့ဒီကနေပဲမြို့ပြတဏ္ဍာကြီးပုံစံစလာတာပေါ့မီးလောင်ပြီးရပ်ပိုင်းအတွင်းမှာပဲလမ်းဘေးမှာအဲ့ဒီလမ်းလျှောက်အလောင်းတွေကိုမြင်ရတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ကားသမားတွေကလမ်းဖြတ်ကူးနေတဲ့လူကိုဟွန်းတီးလိုက်ပေမဲ့ကားမီးအောင်အောက်ရောက်သွားတဲ့အခါအဲ့ဒီလူရဲက
ပျောက်ကွယ်သွားတာမျိုးကြုံရတယ်။အဲ့ဒီနေရာမှာလာပေါင်းများစွာကြာအောင်တာယာတွေမီးကျွန်းတဲ့အနံ့နဲ့အသားတွေမီးကျွန်းတဲ့အနံ့တွေကဆွဲနေတယ်။တချို့လူတွေအတွက်တော့အဲ့ဒီအနံ့ကအခုထိမပျောက်သေးဘူး။အဲ့ဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာနဲ့မနီးမဝေးမှာ Bangkok Palace ဆိုတဲ့ဟိုတယ်ရှိတယ်။ဟိုတယ်ကြီးတစ်ခုပေါ့။ဒါပေမဲ့ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အဲ့ဒီဟိုတယ်မှာထုံလန့်မှုတွေရှိနေတယ်လို့လူတွေကြားထဲမှာကောလာဟာလာပြန့်နှံ့မှုတွေရှိခဲ့တယ်။ဘာလို့လဲဆိုတော့မီးလောင်ပေါက်ကွဲမှုဖြစ်တော့ကဒဏ်ရာရတဲ့သူတွေကအရေးရမဲ့ရေရမဲ့အနည်းဆုံးအဆောက်အုံစီကိုပြေးခဲ့ကြတယ်။အဲ့ဒီဟိုတယ်ဝန်းကျင်ဟာတေလူမျိုးပါဖြစ်နေတဲ့လူတွေအတွက်ခိုနားရာဖြစ်ခဲ့တယ်။ဒဲခိုတဲ့ဧည့်သည်တွေစီကနေပြန်ကြားရတာကတော့အဲ့ရပေါ်မှာမေးကနေဖြစ်ခါစားမှာတကားကိုတစ်ခုခုနဲ့လာတိုက်တဲ့အတန်ကိုကြားရတာမျိုးတကားခောက်တမ်းမဟုတ်ဘူးလူတယောက်ယောက်ကသူ့ကိုယ်အလေးချိန်တစ်ခုလုံးနဲ့တကားကိုလာမီလိုက်တယ်လို့မျိုးအတန်နဲ့နောက်ပြီး1990ခုနှစ်နောက်ပိုင်းမှာလာတဲတဲ့စီဝါရေးသမားတယောက်ရဲ့ဇာတ်လမ်းတစ်ခုရှိတယ်။တညမှာသူအိပ်ပျော်နေတော့မှအေးခွန်ကတုံခါနေတဲ့အတန်ကတဖြည်းဖြည်းနဲ့ကြေလာတာကြောင့်သူလန့်လို့လာတယ်။ဒါနဲ့အခန်းထဲကိုကြည့်လိုက်တော့ပြတင်းပေါင်နာမှာမိမတယောက်ရက်နေတာကိုတွေ့ရတယ်။အော် housekeeping ဝန်ထမ်းတယောက်မှားဝင်လာတယ်လို့သူကထင်ပြီးတော့စကားလှမ်းပြောတယ်။ဒါပေမဲ့အိုးအမျိုးသမီးကဘာစကားမှမပြောဘဲနဲ့သူ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာသူမရဲ့တားရီကမီးလောင်ကျွမ်းနေတဲ့စက်ကူအမဲရောင်ကြီးလိုဖြစ်နေတာကိုမြင်လိုက်ရတယ်။သူမကဘာတစ်ခေါမှမပြောဘဲနဲ့အပြင်ဘက်လမ်းမကြီး Patch ဘူရီလမ်းဘက်ကိုလက်ညှိုးထိုးပြပြီးရှူးရှူးဆိုပြီးတော့ gas အိုးကနေ gas တွေယူစိမ့်ထွက်လာတဲ့အတန်မျိုးလှုပ်ပြနေတယ်။ဒါနဲ့အဲ့ဒီလူကလန့်ဖြန့်သွားပြီးတော့မီးဖွင့်လိုက်တဲ့အချိန်မှာခုနမိမမရှိတော့ဘူး။ဒါပေမဲ့မီးကိုညှော်နှန်းကတော့အဲ့ဒီညတညလုံးအခန်းထဲမှာကြံနေခဲ့တယ်။ဒီနေ့ခေတ်မှာတော့ Patch ဘူရီလမ်းတရဲ့ညဘက်အခြေအနေကတိတ်ဆိတ်သွားပေမဲ့အဲ့ဒီမှာရှိနေတဲ့မမြင်ရတဲ့အရာတွေကတော့ကြံနေတော့မယ်ဘန်ကောက်ကတက်စီမောင်းတဲ့သူတချို့ဆိုရင်အဲ့ဒီလမ်းပိုင်းကိုရောက်ရင်အရန်ကိုအယူသီးကြတယ်ညတကောင်ကြော်ရင်အမြန်လန်းအစင်းသားမှာတယောက်တည်းရက်နေတဲ့ခီးတယ်ဆိုဘယ်သူမှမတင်ဘူးဘာကြောင့်လဲဆိုတော့ပျောက်သွားတဲ့ခီးတယ်ဆိုလဲဇလန်းမျိုးတွေကအများကြီးရှိခဲ့လို့ပြောတယ်ကားတားတယ်ကားပေါ်ရောက်တာနဲ့နေရာတစ်ခုကိုလိုက်ပို့ခိုင်းပြီးကားမောင်းနေတော့နောက်ခန်းကနေအလိုလိုပျောက်သွားတာမျိုးနောက်ပြီးအဲ့ဒီနေရာဝန်းကျင်ကလူတွေပြောတာကတော့ပောက်ကွဲမှုဖြစ်ခဲ့တဲ့နှစ်ပတ်လည်နေ့တွေမှာဒါမှမဟုတ်လက်ွယ်ညတွေပုံမှန်တက်ပုံမှန်တဲ့နေ့မျိုးတွေမှာ gas အနံ့တွေကတခါတလေပါမျက်ရည်ကျလောက်အောင်ပြင်းထန်လာတတ်တဲ့အဲ့ဒီနှံ့ကဘယ်ကလာတာလဲလိုက်ရှာကြည့်ရင်ဘာမီးကိုမှမရှိဘူးဘာမီးမှမရှိဘူးမှောင်မဲနေလမ်းမကြီးပဲရှိရအကယ်၍ခင်ဗျားတို့ဘန်ကောက်ကိုရောက်လို့ညနေတကောင် Patch ဘူရီလမ်းတိုင်းသွားပြစ်ခဲ့ရင်တတိထားကြည့်ကြည့်ပေါ့အသားပေါ်မှာအပူရှိန်တစ်ခုခုကိုရုတ်တရက်ခံစားလိုက်ရရင်ဖြစ်ဖြစ်ဒါဘုတ်လမ်းဘေးမှာတယောက်ယောက်ကကြောက်ရွံ့လို့ရက်ပြီးဓားတွေကိုမျက်လုံးအစုံလိုက်စိုက်ကြည့်နေတာမြင်ရင်ဖြစ်ဖြစ်ကားကိုလုံးဝမရက်ပါနဲ့ပြီးတော့ဘာပဲဖြစ်ဖြစ်ဒီလမ်းကနေအဝေးယူရောက်တဲ့အထိနောက်ကြည့်မှကိုလုံးဝမကြည့်ပါနဲ့ဘာလို့ဆိုတော့တချို့တွေကဖြောက်သွားနေကြတော့မယ်